ဘဝပြည့်နေတဲ့လူရှင်တော်ချစ်လူလူကိုအခုလိုကဲတင်လန်းပြအနာခေါ်ထားတဲ့ခင်လိုင်းမင်္ဂလာပါပရိသတ်ကြီးတို့ရေခင်လိုင်းကတော့မြန်မာတရုတ်ဆောင်လောကမှာဟာတာတရုတ်ဆောင်အနေနဲ့အောင်မြင်မှုတစ်ခုကိုရယူနိုင်ခဲ့သူလည်းဖြစ်ပါတယ်။စိတ်ရင်းစေတနာကောင်းပြီးတော့လူချစ်လူခင်ပေါ်များတဲ့တရုတ်ဆောင်ဆိုရင်လည်းမမှားပါဘူး။ပျော်ပျော်နေတတ်ပြီးတော့ရှူတင်အဖွဲ့သားတွေနဲ့စားလိုက်နောက်လိုက်ဘလော်တွေကိုရိုက်ကူးပြီးတော့တင်ဆက်ပေးနေကြတာပါ။တရုတ်ဆောင်ခင်လိုင်းကတော့တရုတ်ဆောင်ကောင်းယုံသားမကပဲတကယ်လက်တွေ့ဘဝမှာတော့စိတ်ရင်းအမတန်ကောင်းသူဖြစ်ပြီးတော့ကိုယ့်အိမ်ကိုလာခိုးတဲ့တခုတောင်မှစေတနာထားပြီးတော့အန်ဒီရဲ့များတဲ့အလုပ်ကိုမလုပ်ဖို့ထုတ်ပြောခဲ့သေးတာပဲဖြစ်ပါတယ်။ဒါအပြင်တားဖြစ်သူရဲ့လုပ်ရကြောင်းအိမ်တော်ကွဲခဲ့ရတဲ့ချွေးမလေးကိုလည်းတာသမီရင်းပမာခေါ်ယူကျိုးမွေးဆောက်ရှောက်ထားတာပဲဖြစ်ပါတယ်။အခုခါမှာတော့တရုတ်ဆောင်ခင်လိုင်းကဒုက္ခရောက်နေတဲ့သူ့တပြည့်ချစ်လူလူကိုအခုလိုကူညီပေးလာခဲ့တာပဲဖြစ်ပါတယ်။လူရှင်တော်ချစ်လူလူဟာခင်လိုင်းရဲ့တပြည့်ရင်တူဖြစ်ပြီးတော့ကာလအတော်ကြာနေထိုင်ခဲ့ပြီးတဲ့နောက်ပိုင်းမှာတော့နားလည်မှုရှိနဲ့ကောင်းသောထွက်ခွာခြင်းနဲ့ခွဲထွက်သွားခဲ့တာပါ။ဒါပေမဲ့ဝန်내စရာကောင်းတာကချစ်လူလူတယောက်အပြင်ရောက်သွားတဲ့နောက်ပိုင်းမှာတော့အတော်စားတွေကိုမထိန်သိမ်းနိုင်ခဲ့တဲ့အတွက်ဘဝမှာတဖြည်းဖြည်းကျဆင်းလာခဲ့ပါတယ်။အတော်စားရဲ့စူးကျူတွေကြောင့်ကိုယ်ပိုင်အိမ်တော်ရေးပြိုကွဲဆုံးရှုံးခဲ့ရတဲ့အပြင်ဆိုင်ကယ်ပြီးရဲမောင်းပြီးတော့ဘဝကိုခက်ခဲစွာရပ်တည်ရတဲ့အထိကိုအခြေအနေတွေကဆူရွားခဲ့ပါတယ်။ဒီလိုအဖက်ဖက်ကအစင်မပြေဖြစ်ပြီးတော့ဘဝပြည့်နေချိန်မှာတော့ဆရာဖြစ်သူခင်လိုင်းစီကိုပြန်ဆက်သွယ်ဖို့အတွက်ချစ်လူလူဘက်ကအာနာပြီးတော့တွန့်ဆုတ်နေခဲ့ရှာတာပါဒါပေမဲ့ဒီအဖြစ်ကိုကြားသိသွားခဲ့တဲ့ခင်လိုင်းကတော့သူ့ရဲ့တပည့်ဟောင်းလေးအခုထက်ပိုပြီးတော့လမ်းမရောက်သွားမှာကိုစိုးရိမ်တဲ့အတွက်မေတ္တာရှိထားပြီးတော့သူ့နားကိုချက်ချင်းကိုပြန်ခေါ်ထားလိုက်ပြီးပဲဖြစ်ပါတယ်ရှင်အခုလိုခင်လိုင်းရဲ့ကဲတင်လန်းပြမှုအောင်မှာတော့ချစ်လူလူတယောက်ခင်လိုင်းနဲ့အတူပွဲတွေပြန်ရပြီးတော့အတော်စားတွေကိုလုံးဝရက်တန့်ကလမ်းကြောင်းမှပေါ်ပြန်တက်လာနိုင်မလားဆိုတာကတော့သူကိုယ်တိုင်ရဲ့ကြိုးစားအားထုတ်မှုပေါ်မှာပဲအပြည့်အဝမှုတည်နေပြီပဲဖြစ်ပါတယ်။တပြည့်ပေါ်မှာမေတ္တာမပြတ်ပဲလမ်းမှန်ရအောင်ပြန်လဲခေါ်ယူဆောက်ရှောက်ပေးခဲ့တဲ့ဆရာခင်လိုင်းရဲ့မွန်မြတ်တဲ့စိတ်ထားကတော့တကယ်ကိုလေးစားဂုဏ်ယူစရာကောင်းလာပါတယ်ရှင်။ပရိသတ်တို့ရောခင်လိုင်းကိုလေးစားမိကြလားဆိုတာပြောတော့ပြပါအောင်နော်။ကျေးဇူးနာဆင်ပေးခဲ့ကြတဲ့သူများကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ရှင်။အခုလိုခင်လိုင်းရဲ့ကဲတင်လန်းပြမှုအောင်မှာတော့ချစ်လူလူတယောက်ခင်လိုင်းနဲ့အတူပွဲတွေပြန်ရပြီးတော့အတော်စားတွေကိုလုံးဝရက်တန့်ကလမ်းကြောင်းမှပေါ်ပြန်တက်လာနိုင်မလားဆိုတာကတော့သူကိုယ်တိုင်ရဲ့ကြိုးစားအားထုတ်မှုပေါ်မှာပဲအပြည့်အဝမှုတည်နေပြီပဲဖြစ်ပါတယ်။တပြည့်ပေါ်မှာမေတ္တာမပြတ်ပဲလမ်းမှန်ရအောင်ပြန်လဲခေါ်ယူဆောက်ရှောက်ပေးခဲ့တဲ့ဆရာခင်လိုင်းရဲ့မွန်မြတ်တဲ့စိတ်ထားကတော့တကယ်ကိုလေးစားဂုဏ်ယူစရာကောင်းလာပါတယ်ရှင်။ပရိသတ်တို့ရောခင်လိုင်းကိုလေးစားမိကြလားဆိုတာပြောတော့ပြပါအောင်နော်။ကျေးဇူးနာဆင်ပေးခဲ့ကြတဲ့သူများကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ရှင်။